ထားရမြန်မာပြည်သားများအားလုံးမင်္ဂလာပါနော်ဒီနေ့နည်းနည်းအကြံပေးခြင်းနဲ့တတိပေးခြင်းနာကပါလဲဆိုတော့ဒီကနေ့တလားနလားကဟိုရိုးပတ်တွေဖွင့်လာတဲ့အားလုံးသိရှိပြီးဒါဖြစ်မှာပေါ့နော်ဒါပေမဲ့ကိုရိုးပတ်ဖွင့်လိုက်တဲ့အချိန်မှာရိုးပတ်တင်လို့မမီလိုက်တဲ့သူတွေစီကောင်းစီလိုက်မယ်ပြီးတော့ငွေရေးကြေးရေးကြောင့်အဆင်မပြေလို့ရိုးပတ်တွေမတင်တာမျိုးတွေတဲ့စီအောင်စီလိုက်မယ်ပေါ့နော်ဘလိုပဲဖြစ်ပေါ့ဒါကတစ်ပိုင်းပေါ့လူတိုင်းမှာတော့သူအခက်ခဲတဲ့သူစီတယ်ပဲလေနော်အဲကြောင့်ရိုးပတ်တွေကပိတ်သွားပြီးအားလုံးသိပါတယ်ရိုးပတ်ပိတ်သွားတဲ့အချိန်မှာအခု VIP ဘက်တွေကဖွင့်ထားပေးသေးတယ်ဒါပေမဲ့ဈေးနှုန်းတွေကတော့ကွာခြားချက်စီတာပေါ့နော်ဒါကတော့တစ်ပိုင်းပေါ့VIP ဘက်ဆိုတာကတော့ဘယ်လိုပြောမလဲနည်းနည်းပါးပါးအပေါ်အားလူတွေကိုငွေထိုးရတယ်ဟုတ်လားကိုလိုချင်တဲ့အထောက်ထားကိုလောက်ရတာဖြစ်တဲ့အတွက်နည်းနည်းပါးပါးတော့ငွေရေးကြေးရေးကုန်ကြမှုရှိတယ်ပေါ့ဒါကတော့တစ်ပိုင်းပေါ့လောက်သမားတွေကိုတတိပေးချင်တာကအခုရိုးပတ်တင်တာကကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့မွေးတက္ကရာနဲ့တင်တာလားဒါမှမဟုတ်ရင်အရင်ရိုးပတ်တင်တဲ့သူတွေကတချို့ကအကြောင်းမျိုးကြောင့်မလုပ်ကြတော့ဘူးတချို့ကအကြောင်းမျိုးကြောင့်ရွာပြန်သွားတာတွေရှိတယ်အဲ့ဒီတော့မလုပ်တဲ့လူတွေနေရာမှာအခု VIP တင်တဲ့သူတွေကိုနာမည်အစားထိုးတာလားဆိုတာကိုကတစ်ချက်လေးလာသိထားဖို့လိုတယ်အခု VIP ကြားလာပြီဆိုလို့အစင်ရင် VIP ရတော့ဒီနေ့တင်ဒီနေ့ကြားတယ်မနှက်ဖြတ်တင်မနှက်ဖြတ်ကြားတယ်ပေါ့သူကတော့အမြန်သဘောနဲ့ပေါ့ကြားလာတဲ့ခါမှာကိုလောက်ထားတဲ့အကျိုးဆောင်တွေပဲခေါ်ပွဲသားတို့ပဲခေါ်သူတို့ကိုဆက်သွယ်ပြီးတော့ကိုရဲ့ရလာတဲ့အထောက်ထားကိုပို့ခိုင်းကြည့်ပြီးရင်စာရွက်တိုင်းမှာ QR code ပါတယ် QR code ကိုကတေချာစစ်ကြည့်တဲ့အခါမှာကိုနာမည်နဲ့ကိုမွေးတက္ကရာနဲ့ကိုပုံနဲ့လောက်ထားတယ်ဆိုရင်တော့ကိစ္စမရှိဘူးအခုပုံကတော့မိတ်ဆွေတို့ပုံမယ်နာမည်မွေးတက္ကရာတွေကသူများနာမည်ဖြစ်နေတယ်ဆိုရင်တော့ဒါကတော့လူစားထိုးတဲ့ဘာလို့ပြောလို့ရတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလောက်ရမလဲဆိုလို့ရှိရင်ကိုလောက်တဲ့အကျိုးဆောင်ပွဲသားတွေကိုကိုကပြန်ပြောကျွန်တော်နာမည်မားနေပါတယ်ကျွန်မနာမည်မဖောက်ပါဘူးကျွန်မနာမည်ကမဖြူကမတ်နီအဲ့လိုမျိုးလေးဖြစ်နေတဲ့ခါကျရင်ကိုအလောက်အပ်ထားတဲ့အကျိုးဆောင်ပွဲသားတွေကိုပြန်ပြီးတော့ပြုပြင်ခိုင်းပြောင်းလဲခိုင်းဖို့လိုတယ်ပေါ့နော်တစ်ချိန်မှာစာအုပ်လောက်တဲ့ခါကျတော့ဒီကောင်တွေကပြဿနာဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့အခုတည်းကကိုကစာရွက်စာတမ်းရတယ်ဆိုလို့ရှိရင် VIP တင်တဲ့လူတွေကိုပြောတာနော်ကိုစာရလာတဲ့စာရွက်စာတမ်းတွေကိုတေချာစကင်ဖတ်ပြီးတော့တေချာစစ်ဆေးကြည့်ပါကိုခုနဲ့ကိုမွေးတကီကိုနာမည်ကိုပေါင်ဆိုလို့ရှိရင်တော့ဘာမှမဖြစ်ဘူးဒါဆိုလို့ရှိရင်တော့ကိုဖြစ်ကြောင်းတည်ရပေါ့အခုကိုနာမည်မဟုတ်ဘူးရုပ်ပုံတစ်ခုပဲကိုကတူနေတယ်ကြံတဲ့ဟာတွေကသူများနာမည်ဆိုရင်ဒါကလူစားထိုးထားတဲ့ပတ်ဖြစ်တဲ့အတွက်တစ်ချိန်မှာအခက်ခဲတွေဖြစ်နိုင်တယ်ပတ်စံကုန်ပြီးမမှန်ကန်မှုဖြစ်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ပဲဒုက္ခရောက်မယ်ငွေကုန်ကြေးကြပို့ဖြစ်မယ်ဒါကြောင့်ဒါလေးကိုဘဟုတုတအနေနဲ့လက်များဝေပေးတာနော်ညီကိုမောင်နှမတွေလည်းဘဟုတုတရမယ်လို့ပြောနေပါတယ်စာရွက်စာတမ်းနဲ့ပတ်သက်လာရင်မပေါ်ချပါနဲ့နော်โอเคလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်